ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုပ်ထဲမှာမိမိတို့မျှော်လင့်မထားလောက်အောင်မြင်မှုတွေတိုးတက်မှုတွေဝမ်းသာစရာတွေကြည်နူးစရာစိတ်ချမ်းသာစရာများနဲ့ဒီနေ့မှာကြုံရတတ်တဲ့ဝေချေးကံလဲဒီနေ့အတွက်အလွန်ကောင်းတယ်เนาะအဖက်ဖက်ကနေပြီးတော့လဲကံအခွင့်အလမ်းတွေလဲတအားကောင်းတယ်ဘာပဲလုပ်လို့ဒီနေ့အတွက်ရဲတာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်เนาะကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှလဲတာရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိရဲ့အိရှိပြားမှာကောင်းချင်းပေါင်းကလူပေးရမှာဖြစ်ပါတယ်ရှင်